အခုဗီဒီယိုလေးကတော့ရွှေတုံးလေးရဲ့ပထမဆုံးသင်္ကြန်နဲ့ဆိုင်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနေ့တကြံကရွှေတုံးလေးရဲ့ဒါပထမဆုံးတကြံဖြစ်တယ်အခုဒါကျွန်တော်တို့ပေါ့နော်ဒီ reset came out မှာဒါအင်္ဂလိပ် Asia လုပ်တဲ့မြန်မာတကြံရှိပါတယ်ရွှေတုံးလေးရဲ့ပထမဆုံးတကြံမှာကျွန်တော်တို့အဲ့ကိုသွားမှာဖြစ်ပါတယ်ရွှေတုံးလေးပြောပါ She's happy. Yeah, she's so happy. She's Yeah, she's so happy. ရွှေတုံးလေးအပေါ်တက်ဖို့ဓာတ်လေးကစောင့်နေပါတယ်ဟေးရွှေတုံးလေးကလေးလေးပျော်နေပါတယ်ဟေးဓာတ်လေးကလည်းမလာသေးဘူးဟေးဓာတ်လေးကလာပါပြီကလေးလေးဝင်မယ်ရွှေတုံးလေးရွှေတုံးလေးရွှေတုံးလေးအင်းလေးအရှာရောက်ပါပြီအခုမုံယူပြီးသွားပြီဘလုံးရေပေါ်ပါတယ်ရွှေအေးပါတယ်အဲဒီမှာကြာစံကြော်ပါတယ်ဘူးသီးကြော်ပြီးတော့ဒါဒုတ်ခိုးလေးတွေပါတယ်စက်သားပလာတာအဲဒီမှာမာလာရှန်ကိုတော်မှာပါသေးတယ်အဲ့တော့ဒါတော်တော်လေးတော့စုံတယ်လို့တော့ပြောလို့ရပါတယ်ရွှေတုံးလေးကတော့ဒီမှာစားနေပါပြီရွှေတုံးလေးစားနေပြီစားပါရွှေတုံးလေးစားတယ်ဟေးစားကလေးလေးစားကလေးလေးစားပါ Pizza. ရွှေတုံးလေးလည်းပျော်နေပါပြီဟေးကလေးလေးလည်းပျော်နေပါပြီဟေးလူတွေအများကြီးနဲ့မလို့ပျော်နေပါပြီခင်ဗျာရွှေတုံးလေးကတော့ပျော်ပြီးတော့ပြန်သွားပါပြီဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာရွှေတုံးလေးဘယ်တွေကိုဘယ်လိုသွားပြီးတော့ဘယ်လိုတွေပျော်အောင်လဲဆိုတာထပ်တွေ့ကြမယ်နော်